ယောက်ျားလေးဝိတ်ကာကိုမ special လေးတွေရောက်ပါရဲ့ရှင်ဒီမှာနော်သူကကြတော့လေအနက်များမယ်ပေါ့နော်ယောက်ျားလေးတိုင်းကြိုက်တဲ့ကာလာအနက်များတာဖြစ်တဲ့အတွက်အနက်ကိုအရင်ဆုံးဖွင့်ပြမယ်ဒါမျိုးပတ်ကင်အိတ်လေးတွေနဲ့လာတဲ့အကောင်လိုင်းလေးတွေပါရှင်ကဲဒါမျိုးတွေနော်အပြင်မှာဆိုရင်လေ14,000 15,000လောက်ပေါက်နေတဲ့ပစ္စည်းတွေဒီမှာအရန်လာတယ်ကာလာကတော့တစ်စီးမှဆိုရင်9ရောင်ပါမယ်ပေါ့နော်မေမေတေချာလေးပြပြမယ်ဒီမှာဒါမျိုးဆိုရင်ဒီမှာကြည့်ဘေးအိတ်ထောင်မှာဆိုရင်လည်းဒါမျိုးကြိုးလေးတွေနဲ့တော့ဒီဇိုင်းအရန်ကိုမှမိုက်တယ်ပေါင်ချိန်100လောက်ကနေပြီးတော့လေ150 160လောက်ထိတော်မယ်တစ်ထည်ဟိုမှမေမေက1,800ပဲပြီနော်ငါးထည်တွေကနေစပြီးတော့မှာယူလို့ရတယ်1,800ဒီမှာကြည့်အောင်အရန်လာတယ်ကာလာလိုင်းလေးတွေကတော့ရွေးယူလို့မရဘူးပေါ့နော်ဒီဇီးမှာဆိုရင်လေကာလာကတော့3ရောင်ပါတယ်နော်မပါတဲ့အရာလေးတွေလည်းဖောက်ပြအောင်မယ်ဒါမျိုးလေးတွေလည်းပါတယ်ပေါ့နော်ကာလာလိုင်းလေးကတော့ရွေးယူလို့မရပါဘူးရှင်ဒီဇီးမှာဆိုရင်တော့ကာလာကတော့3ရောင်9ထည့်တစ်စီးအနက်ကတော့3ထည့်ပါပါမယ်ဒီမှာနော်အရန်ကိုမှလာတယ်ချုပ်ရုပ်ချုပ်တာကိုလည်းလုံးဝ special အကောင်လိုင်းလေးကိုကြိုက်တယ်ဆိုရင်ဒါကိုယူပါဘေးမှာဆိုရင်လည်းဒါမျိုးကကိုအိတ်နှစ်ဖက်နဲ့ချီထိုးလဲပါမယ်အပေါ်ဘေးထိုးနှစ်ဖက်ပါမယ်အကာကိုနှလုံးပါမယ်အိတ်ကလေးလုံးပါပါမယ်ရှင်ဒါလေးကနော်ဒီမှာအရန်လာတယ်အသားလေးလည်းကောင်းတယ်ချုပ်ရုပ်ချုပ်တာလေးလည်းရှယ်မိုက်တယ်နော်ဒီစည်းမှာဆိုရင်အနက်က3ထည့်ပါမယ်တခြားကလာလေးက2ထည့်ပါပါမယ်9ထည့်တွေကနေစပြီးတော့မိုက်လို့ရတယ်လက်ကားစီ1,800ကျပ်အယောင်ဝက်ချင်လဲပို့ဆောင်ပေးတဲ့ဆိုင်မှာလဲလာဝယ်လို့ရတယ်နော်ဒါမျိုးလေးတွေပါမယ်အဓိကအနက်နော်အနက်3ထည့်ပါပါမယ်ရှင်9ထည့်တွေမှာဆိုရင်ကလာ3ရောင်အနက်က3ထည့်ပါပါမယ်ရှင်ကျေးဇူးပါ